သူမကအသက်20ကျော်အရွယ်အမျိုးသမီးငယ်လေးတစ်ယောက်ပါဒါပေမဲ့တညအတွင်းမှာပဲသူမဟာဘလို့ဖြစ်သွားမှန်းမသိပဲအတော်ကြီးတစ်ယောက်ဖြစ်ပြောင်းလဲသွားခဲ့တယ်။အဲ့ဒီနေ့မှာမေရီဟာသူမရဲ့ပုံမှန်တံပြောင်းလဲသွားတာကိုလုံးဝမသိပဲအမြဲတမ်းလိုပဲသူမရဲ့မိဘနှစ်ပါးကြားမှာထိုင်နေခဲ့တယ်သူမခံစားနေရတာကနည်းနည်းမလုံးမလဲဖြစ်နေတာတခုပါပဲသူမရဲ့အဖေကသူ့ကြောရနေတယ်လို့ပြောပြီးမေရီကိုကုတ်ပေးဖို့ပြောလိုက်တယ်။ဒါပေမဲ့တားဖာနှစ်ယောက်အပြန်လန်စကားပြောနေတော့မှပဲသူမရဲ့အမေကလုံးဝမယုံနိုင်စရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ်သူမကသူ့ခင်ပွန်းကိုဒီမိန်းမဘယ်သူလဲလို့မေးလိုက်တယ်သူ့ခင်ပွန်းကလည်းသူဘယ်သူကိုမှမသိဘူးလို့ပြန်ပြောတယ်မေရီကတော့ဘာတွေဖြစ်နေမှန်းမသိပဲလုံးဝကြောင်တောင်ဖြစ်သွားတယ်။အဲ့ဒီနောက်သူမရဲ့အမေကသူ့အဖေကိုရဲချက်ချင်းခေါ်ဖို့ပြောလိုက်တယ်ပြီးတော့မေရီလို့အဆက်မပြတ်အော်ခေါ်နေခဲ့တယ်မေရီကသူမဝန်ထမ်းစာမှုပွဲကြတာကိုမိဘတွေသိသွားပြီလို့ထင်နေခဲ့တယ်သူမရှင်းပြဖို့ကြိုးစားခဲ့ပေမဲ့သူမရဲ့မိဘတွေကသူမကိုအိမ်ထဲကနေကန်ထုတ်လိုက်ကြတယ်မေရီထွက်ပြေးလာရင်းနဲ့အဝေးကမှတ်တစ်ချက်ထဲမှာသူမကိုသူမလှမ်းမြင်လိုက်ရတယ်အဲ့ဒီခါမှာသူမရဲ့ရုပ်ရည်သွင်းပြင်းလုံးဝပြောင်းလဲသွားမှန်းသိလိုက်ရတော့တယ်နောက်တစ်စက္ကန့်မှာပဲရဲကားတွေနဲ့သူမရဲ့မိဘတွေရောက်လာပြီးသူမကိုဝိုင်းလိုက်ကြတယ်မေရီကမေလို့အဆက်မပြတ်ခေါ်ပြီးအရာအလုံးကိုရှင်းပြဖို့ကြိုးစားခဲ့ပေမဲ့သူမအမေအတွက်တော့ဒီမေရီကသူ့ထက်တောင်အသက်ကြီးနေတယ်လို့ဖြစ်နေခဲ့တယ်ရဲစခန်းရောက်တော့မေရီကသူမအမေရဲ့ကြောမှာမှက်တစ်လုံးရှိတယ်ဆိုတာကိုပြောပြလိုက်တယ်ဒါကိုကြားပြီးတဲ့နောက်သူမအမေလုံးဝစိတ်တက်ကြသွားတယ်ဒီတော်ကြီးကဘာတွေမကောင်းကြံနေမှန်းမသိဘူးသူတို့ကမေရီကိုအသက်20ကျော်အရွယ်ဆိုတာတက်တည်ပြဖို့သူမဘယ်သူလဲဆိုတာကိုမေးမြန်းကြတယ်မေရီကရဲအရာရှိတွေရှေ့မှာကကွက်တစ်ခုတောင်ကပြခဲ့သေးတယ်သူမအမေကတော့မေရီကသူ့သမီးရင်းကိုတတ်လိုက်ပြီလို့ထင်နေခဲ့တယ်ဒါပေမဲ့အဖြစ်ပြအလုံးကမင်းညကသူမကြောင်တကောင်နောက်ကိုလိုက်ရင်းရေတွင်းနဲ့ပြုတ်ကျသွားရကနေစခဲ့တာပါနောက်နေ့မနက်နိုးလာတဲ့အခါသူမဒီလိုပုံစံဖြစ်နေခဲ့တာပါနောက်ဆုံးတော့ရဲတွေကမေရီမှာစိတ်ပိုင်းဆိုင်ရာပြဿနာရှိတယ်လို့ဆုံးဖြတ်လိုက်ကြတယ်သူမကိုတတိပေးပြီးတဲ့နောက်ပြန်လွတ်ပေးတော့မဲ့ဆဲမှာပဲအရာရှိကမေရီကိုအိမ်ပြန်လိုက်ပို့ပေးဖို့လိပ်စာမေးချင်ခဲ့ပေမဲ့မေရီပျောက်သွားတာကိုတတိထားမိလိုက်တယ်အရာရှိကအပြင်ကိုပြေးထွက်ကြည့်လိုက်တော့အဝေးမှာထွက်ပြေးဖို့စူးစမ်းနေတဲ့မေရီကိုလှမ်းတွေ့လိုက်ရတယ်မေရီကစားတောက်ဆိုင်တစ်ဆိုင်ကစပွဲအောက်မှာဝင်ပုန်းနေခဲ့တဲ့နေဝင်တဲ့အထိသူမအဲ့ဒီမှာပဲနေခဲ့တယ်နောက်ဆုံးတော့ရဲတွေရောက်လာကြတယ်သူတို့ကသူမကိုစခန်းပြန်ခေါ်သွားဖို့ဖမ်းဆွဲလိုက်တဲ့အချိန်မှာပဲသူတို့လူမဖမ်းမိတော်မှန်သဘောပေါက်လိုက်ကြတယ်